ဒီနေ့ရွေးချယ်ထားတဲ့ပေါ့နော်ဒီ Master Cosmo မြန်မာနဲ့ Miss Cosmo မြန်မာပေါ့နော် so videos and so center ပေါ့နော် slow what side ပေါ့နော်ကျွန်တော်တို့ပုံဖြတ်နိုင်တဲ့ခဏလေးပေါ့နော်ဒီနေ့ရွေးချယ်ထားတဲ့ပေါ့နော်နေ့ရက်လောက်ရမ်းကြိုက်တယ်ပေါ့နော်နေ့ရက်လောက်ကကျွန်တော်တို့မြန်မာနိုင်ငံရဲ့အကောင်းဆုံးစုချီကိုစောက်ဖို့လာနိုင်ပါစေလို့ဆုတောင်းပေးပေါ့နော်ဒီတဲစုကြီးဆိုတဲ့ပေါ့နော်ဒီမြန်မာတဲ့တမကပေါ့နော်ဒီပြည်တွင်းနဲ့တမကပေါ့နော်ဒီပမှာဒီအရန်ကိုနာမည်ကြီးတိတ်တိတ်ကျဲဒီ superstar လေးတယောက်ဖြစ်တယ်ပေါ့နော်ကျွန်တော်အရန်ကြိုက်တယ်ပေါ့နော်သူအရန်ကြိုက်တယ်သူ main grandma တော့သူဘာတွေဖြစ်ခဲ့ main grandma လည်းနေပြီးတော့ဒီနေ့ဒီချိန်ထိသူစောင့်မျှော်ကြည့်ရှုအားပေးလာတယ်ပေါ့နော်အရန်လည်းကြိုက်တယ်ပေါ့နော်သူဘာတွေဖြစ်ခဲ့ကျွန်တော်သူအမြဲတမ်းကြည့်ဖြစ်တယ်နော်ဒီနေ့ဒီချိန်ထိသူဆက်ပြိုင်မှာစောင့်နေရပေါ့နော်ကလေးလေးကအရင်ဘာတွေဖြစ်သွားတဲ့အရာကျွန်တော်ငယ်ရွယ်သေးလည်းဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့အခုပြိုင်မဲ့ပွဲမှာအကောင်းဆုံးစုစောက်ဖို့နိုင်ပါစေပေါ့နော်အခုဆိုယူရိုမြေနဲ့တိုင်ပဲပေါ့နော်ဗီဒီယိုဖိုင်မှာပဲကြည့်လိုက်တော့ပေါ့နော်သူနိုင်ငံတကာသူချစ်ကြတယ်နော်ဗီယက်နမ်လူတွေဒါမှသူပေါ့နော်အရန်ချစ်ကြတယ်ပေါ့နော်နောက်သူသွားတာမှာတိတ်ကျပေါ့နော်အင်တာဗျူးတဲ့သူရောက်ရှိလာတဲ့အရန်ကိုကြိုက်တယ်ပေါ့နော်အရန်ကြိုက်တယ်ဒီတဲ့နေ့ပေါ့နော်အရန်ကောင်းမယ်လို့လည်းထင်တယ်ပေါ့နော်နောက်ဆရာထူးကတက်စုငယ်ပိုင်ဆိုင်ခွင့်ရတာပေါ့နော်တက်စုငယ်လို့တဲ့ model တယောက်ကိုပိုင်ဆိုင်ခွင့်ရထားတာမှာသူတို့အရန်ကောင်းတယ်ပေါ့နော်တက်စုငယ်ကလည်းသူလိမ္မာရေးချရှိတဲ့တရားလည်းဖြစ်တယ်ပေါ့နော် English ဆိုတဲ့ပြောစရာတခေါ်မှတာမလို့ပေါ့နော်တွက်လက်ထက်မြက်တယ်ပေါ့နော်ပြောဆိုတဲ့ပုံတွေအရန်ကိုကြိုက်တယ်ပေါ့နော်ဘယ်လိုပြောရမလဲပြောရတော့ကျွန်တော်တို့မြန်မာနိုင်ငံရင်ပေါ့နော်တရဖီကြီးပေါ့နော်စခုတဲဆောင်လာပေးပေါ့နော်တဲဆောင်လာနိုင်ပါစေပဲစုတောင်းပေါ့နော်တဲဆောင်လာနိုင်ပါစေလို့ပဲစုတောင်းပေးရပေါ့နော်ဘာတကယ်လို့လဲပြိုင်မှာကျွန်တော်12လပိုင်းမှာပေါ့နော်စုကြည်ရသည်ဖြစ်စေမရသည်ဖြစ်စေယူဟာကျွန်တော်တို့ဖြက်ကကျွန်တော်ရင်ကြောင်ဝင်လာပဲပေါ့နော်အရန်စိုက်ပါတယ်လို့နော်အမြဲတမ်းအားပေးနေတယ်မပြိုင်ပွဲပြီးသွားရင်လည်းဆက်လက်ပြီးတော့အားပေးနေမှာပါလို့ပြောချင်ပါတယ်ပေါ့နော်နောက်ထပ်ဘယ်လိုတွေရှင်းပြအောင်လဲပေါ့နော်အခုတဲစုညနောက်တက်မဟုတ် Max Wall မှာပြိုင်နေရနော်ဟန်တီလည်းအားပေးရမယ်နောက်ထပ်နော်ကြော်အိမ်သွားရဲပေါ့နော် Mac Grover ဘာလဲမသိအဲ့မှာသွားရောက်ရှင်းပြအောင်မယ်နော်ဆရာသူကမနေ့က surprise တာလိုက်တယ်ပေါ့နော်ကျွန်တော်လည်းအလုံးမအားတာနဲ့ပေါ့နော်သူ့ဟောမဖြစ်ဘူးဗီဒီယိုဖိုင်တော့အိုင်တမဖြစ်ပေါ့နော်သူများဗီဒီယိုဖိုင်နဲ့အိုင်ထိတ်ပြီးတော့ like တင်နေရပါတော့အရန်ကိုကြိုက်တယ်ပေါ့နော်သူမအရန်ကိုထင်းနေပေါ့နော်စဒီ BNM ရလာတဲ့ချိန်တော့ဆိုတွေ့တဲ့တိုင်နော်လီယောင်ဝမ်းစတယ်နဲ့စောက်ရန်ကိုကြည့်လို့ကောင်းတယ်ဒီနေ့လည်းပဲနော်ဒီနေ့လည်းဘာပွဲတော့မသိဘူးဒီ live stream မှာကြည့်လိုက်ရတော့ကြည့်ပါလားအရန်ကိုချစ်ဖို့ကောင်းတယ်ဒီနော်မျက်နှာလေးကြောင်းရှင်းတော့နော် wide set နေပြီးတော့အရန်ကိုလှပြီးတော့ချက်တည်ချိလိုက်တာပေါ့မြန်မာချစ်တဲ့မိန်းလေးကိုနော်သူချုပ်ထားတဲ့အင်ဂျီလေးကစောက်ရန်ကိုကြိုက်တယ်စောက်ရန်ကြိုက်တယ်နော်ကောစလက်ကကောင်းပါစေတဲ့စုနေရေနော်